အဲ့လိုဆိုရင်တပိတ်ပေးဖျားဆိုပြီးတော့တပိတ်ယူတပိတ်ထဲကိုမုံညင်းစီတွေအပြည့်ထည့်တယ်ဘာတွေထည့်တော့ဟာဦးစင်းလေးတစ်ပါးဆုံးခံနေတယ်ဟိညနေကြီးသွားပင်စမ်းဆိုပြီးတော့ပင်ခိုင်းရောက်လာတော့ဦးစင်းလေးသူများတွေများမနဲ့ခင်းဆုံးခံတယ်အရှင်ဘုရားကညနေကြီးဆုံးခံသလားညဆုံးစားသလားလို့မေးတယ်သမီးတော်လေးရဲ့ကြည်ပါဆိုတပိတ်လှပြတယ်ဟောတဲ့ဆွန်းနေဆွန်းရတယ်မပါပါဘူးစီရီပါလို့ပြောတယ်စီပါလို့ကိုတော်တို့သူများချက်ပြီးပြုတ်ပြီးသားစားတာစီပါလို့ရတာတော့သမီးတော်လေးနဲ့ညမြတ်စွာဘုရားတရားဟောတယ်ဆိုတရားလာနာကြတဲ့လူတွေတကားတွေတကမတွေအမှောင်နဲ့ဟိုနင်းဒီနင်းနဲ့ခလုတ်တိုက်မိစူးကြီးနဲ့အဲ့လိုဒုက္ခရောက်လို့ကျုပ်ကစီမီပူဇော်စီမီကွက်လေးတွေပူဇော်သွားတဲ့လာတဲ့လမ်းကိုပူဇော်ထားဘုရားကျောင်းတော်လည်းပူဇော်တာသမီးတော်လေးရဲ့ဩအဲ့လိုလားဖေအဲ့လိုဆိုရင်တပိတ်ပေးဖေဆိုပြီးတော့တပိတ်ယူတပိတ်ထဲကိုမုံညင်းစီတွေအပြည့်ထည့်တယ်ဘာတွေထည့်တော့မုံညင်းစီအဲ့ဒီမုံညင်းစီလေးတပိတ်အပြည့်ချဲ့ပြီးတော့လှူလိုက်တယ်ရှင်ပြားတခြားအိမ်ဒီသွားနေရင်ပင်မညောင်းတယ်ဖေမညောင်းအောင်ဒီလိုလုပ်ပါဆိုပြီးတော့အပြည့်လှူလိုက်ညာကြတော့အဲ့ဒီဦးစင်းလေးကစီမီတွေကြောင်းတိုက်ထဲမြိုင်းနေအောင်တကြောင်းတိုက်လုံးလှက်ပတ်ထွန်းတာဖေကအဲ့ဒီတော့ပွင့်တဲ့ဖေကလည်းဒီပင်ကရာဖေပဲဒီပင်ကရာနှစ်ဆူရှိတယ်အဲ့ဒီနှစ်ဆူမဲ့အဲ့ဒီဖေကတော့ရှိကြလို့ဘောရဏဒီပင်ကရာဘောရဏဆိုတာရှိကြတော့ဒီပင်ကရာရှိကြတဲ့ဒီပင်ကရာဖေကခုနဥစဉ်လေးခေါ်ခိုင်းလိုက်တယ်ဥစဉ်လေးခေါ်တန်းစီမီပူဇော်တဲ့ဥစဉ်လေးခေါ်တန်းဒီကြောင့်နိုင်လို့ကိုထိန်လင်းနေတာပဲဆိုပြီးခေါ်မေးတယ်ဥစဉ်လေးမင်းဘယ်အစီတွေရတော့ဒီကြောင့်လုံးကိုလင်းနေပါလားအဲဒီတော့အဲ့ဒါဒီလိုမီးတွေဓာမီးတွေရှိပုံမပေါ်ပါဘူးနော်အဲ့စီမီးနဲ့ပဲထွန်းတော့တပည့်တော်ညနေစီသွန်းခံသွားတာဗျာဘင်းသမီးတော်လေးကလှူလိုက်လို့ပါဗျာအရှင်ဘုရားနှမတော်လေးကလှူလိုက်လို့ပါဗျာအဲ့ဒီဖယားနဲ့ခုနကတပင်နိုင်မြန်နှန်းနဲ့နေတဲ့သမီးတော်လေးကဘင်းသမီးတော်လေးကလည်းမောင်နှမတော်တဲ့တို့မကြောင့်အရှင်ဘုရားနှမတော်လေးကလှူလိုက်လို့ပါဗျာလို့ရောက်တော့အေးနှမတော်လေးသမီးတော်လေးတော်လိုက်တာဘာစုညာပန်တဲ့တော့တပည့်တော်မေးကြည့်တယ်ဗျာသမီးတော်လေးဘာစုပန်တော့လို့မေးတော့ဖ